လန်းဆမှာအထက်တန်းနောက်ဆုံးနှစ်ကျောင်းသူတန်ဘီဟာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်ရက်နှဲငယ်သာလိုတော့တဲ့သူပါဒါပေမဲ့ပြဿနာကတော့သူမဟာတင်ချာမှာအင်တန်ညံ့ပါတယ်တင်ချာတန်းထဲမှာအမြဲအိမ်ငိုက်တက်တာကြောင့်ဆရာကိုစိတ်အနှောင့်အယှက်ဖြစ်စေပြီးတရက်မှာတော့ဆရာကသူမကိုကြောက်တင်ပုံးရှိခေါ်ပြီးတွက်ခိုင်းပေမဲ့အရင်လိုပဲဘာမှမဖြေရှင်းနိုင်ပါဘူးစိတ်ပြအားလျှော့သွားတဲ့ဆရာကလူတွေရှေ့မှာစူပူကျိမ်းမောင်းလိုက်ပါတယ်အိမ်ပြန်ရောက်တော့သူမဟာစာချက်ဖို့ကိုလျှလျူရှုပြီးဖုန်းနဲ့တချင်းသားထောင်ရဲ့ချိန်ကုန်နေပါတယ်ဒါကိုမြင်တော့သူမအမေကစိတ်တူပြီးတချင်းစာသားတွေအလွတ်ကျက်သလိုတင်ချပု္ပ္ပစာတွေတွက်နိုင်ရင်အခုဆိုဉာဏ်ကြီးရှင်ဖြစ်နေပြီလို့ပြောပါတယ်တန်ဘီရဲ့တင်ချအားနည်းချက်ကဖခင်စီကအမွေဆက်ခံတာဖြစ်နိုင်ကြောင်းနဲ့ဒီအတိုင်းဆိုဘယ်တက္ကသိုလ်မှလက်ခံမှာမဟုတ်ဘူးလို့နောက်ပြောင်ပါတယ်တန်ဘီကိုအနောက်ရှက်ပေးဆုံးရာကသူမအမေအမြဲကြည့်နေကြသမိုင်းနောက်ခံတရားမှာစကား channel ကိုရုပ်မြင်သံကြားပြောင်းလိုက်တဲ့အခါပါတန်ဘီစိတ်လျှော့ပြီးအခန်းထဲကထွက်ကအချစ်ဆုံးသူငယ်ချင်းအိမ်ကိုသွားပါတယ်သူငယ်ချင်းကသူမကိုဒီတစ်ခေါက်စာမေးပွဲကနောက်ဆုံးခွင့်ရေးဖြစ်ပြီးမအောင်ရင်အနာဂတ်မဲ့သွားမယ်သွားစရာနေရာမရှိတော့ဘူးလို့ထပ်ပြီးသတိပေးပါတယ်နောက်တနေ့မနက်မှာတန်ဘီနောက်ကျမှနိုးပြီးအကြီးစားစာမေးပွဲအတွက်အချိန်မရောက်ဖို့ပြေးထွက်သွားရပါတယ်သူမအမေကကောင်းမွန်တဲ့ကြောင်းတက်နိုင်အောင်အကောင်းဆုံးကြိုးစားဖို့အားပေးလိုက်ပါတယ်တန်ဘီစိတ်လှုပ်ရှားနေပြီးအထူးသဖြင့်တင်ချပိုင်းကိုပိုဆိုးရိမ်နေပါတယ်ဒါပေမဲ့စာမေးပွဲစင်တာရောက်တဲ့အထိဘတ်စကားပေါ်မှာစာကြိုးစားပါတယ်ဘတ်စကားပေါ်ကခုံစင်းပြီးပြေးသွားပေမဲ့ထီးကိုမေ့ကြံခဲ့ပါတယ်စာမေးပွဲဆောက်အုံနားရောက်လာတာနဲ့အမျှကြောက်စိတ်ကဝင်လာပါတယ်သူမမပြင်ဆင်ရသေးပါဘူးကြာရှုံးမဲ့အဖြစ်ကိုရင်မဆိုင်ပဲထွက်ပြေးဖို့စဉ်းစားရင်ထိတ်လန့်လာပါတယ်တေးထန်စွာရွာနေတဲ့မိုးရေအောက်မှာထိုင်ကြလိုက်ပြီးစိတ်ထဲမှာပျောက်ကွယ်သွားခြင်းနဲ့လို့တိတ်တိတ်ဆူတောင်းနေပါတယ်သူမရှိမှမိုးရေတွေကြောင့်ဖြစ်ပေါ်နေတဲ့ရေကန်ငယ်လေးတစ်ခုရှိပါတယ်သူမအနားကိုတိုးသွားပြီးရုတ်တရက်ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်သွားပါတယ်ထူးခြားတဲ့အဝတ်စားတွေဝတ်ဆင်ထားတဲ့လူအုပ်ကြီးဟာမိုးရွာစေဖို့ဆူတောင်းနေကြတာကိုသတိထားမိပါတယ်သူတို့ကမိုးခေါင်တာ3နှစ်ရှိပြီးလူတွေတည်ဆုံးနေကြပြီလို့ပြောနေကြပါတယ်ရုတ်တရက်တန်ဘီဟာရေကန်ထဲကိုပြုတ်ကျပြီးရေနစ်မြုပ်ပါတော့တယ်ဒါပေမဲ့သူမမတည်ပဲအဲ့ဒီနေရာမှာပဲအခြားကဘာတစ်ခုကိုပြန်ပေါ်လာပါတယ်သူမရှုပ်ထွေးသွားပြီးပတ်ဝန်းကျင်ကလူတွေကိုဒါသမိုင်းနောက်ခံတရားမှာရိုက်ကူးနေတာလားလို့မေးပါတယ်သူမရဲ့ထူးခြားတဲ့အပြုမူကိုမြင်တော့ဖခင်ကကြောက်လန့်ပြီးသူမကိုနှဆိုးဟုတ်သလားလို့အော်မေးပါတယ်သူမစိတ်လှုပ်ရှားစွာနဲ့မဟုတ်ပါဘူးကျွန်မကအထက်တန်းကျောင်းသူတယောက်ပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့သူပြောလိုက်တဲ့ပုံစံကသူတို့အတွက်မော်ပညာဆိုင်ရာရွတ်ဆိုမှုတစ်ခုလိုဖြစ်သွားပြီးကြောက်ရွံ့မှုကိုပိုတိုးစေပါတယ်ချက်ချင်းပဲအဆောင်တွေကဓာတ်တွေထုတ်ပြီးဝိုင်းရံလိုက်ကြပါတယ်ဓာတ်တွေကတကယ်မှန်းသိလိုက်ရတော့သူမထိတ်လန့်သွားပြီးလက်တလောအခြေအနေနဲ့လက်ရောညီထွေဖြစ်အောင်ပြောလိုက်တာကကျမဒီကိုဘာလို့ရောက်လာမှန်းသိပါတယ်ဖျားသခင်မိုးရွာပါစေတဲ့လူတွေကသူမစကားကိုဆူတောင်းတယ်လို့လိုက်ဆိုကြပါတယ်ဒါပေမဲ့သူတို့အားလုံးခေါင်းပြတ်မောလာတဲ့အခါသူမပျောက်ကွယ်သွားပါပြီသူမပြေးထွက်သွားပြီးဖုန်ကြီးဝတ်စုံတွေပြည့်နေတဲ့နေရာတစ်ခုကိုရောက်တဲ့အထိဆက်သွားခဲ့ပါတယ်ဖျားเจ้าပုဂ္ဂိုလ်တယောက်အဖြစ်အယောင်ဆောင်ပြီးဖခင်နဲ့တွေ့ဆုံပွဲတစ်ခုတည်းကိုခိုးဝင်သွားပါတယ်အစည်းအဝေးအတွင်းဖခင်ကရုတ်တရက်ယူသီးမှုတွေပေါ်ဆက်ပြီးအာမကိုပဲနိုင်ငံတော်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့သိပ္ပံနဲ့သင်္ချာပညာကိုလေ့လာရမယ်လို့ကြေညာပါတယ်ဒါပေမဲ့အကြီးကဲပုံကြီးကဒါဟာအနေရရှိတဲ့အဓိပ္ပာယ်မရှိတဲ့အရာလို့ကန့်ကွက်ပြီးသင်္ချာဟာအယူသီးမှုတစ်ခုသာဖြစ်ကြောင်းနဲ့တဘာဝတရားကိုညီမျှခြင်းတွေနဲ့နားလည်ဖို့မဖြစ်နိုင်ကြောင်းပြောပါတယ်မိုးခေါင်ရခြင်းရဲ့အကြောင်းရင်းစစ်အမှန်ကနတ်ဖျားတွေဘုရင်ကိုအမျက်ထွက်နေလို့ဖြစ်ပြီးမိုးရွာစေဖို့တစ်ခုတည်းသောနေလန်းကဘုရင်ဟာမိဖူရနဲ့အတူတီလာဆောင်ထိန်တဲ့ဘာသာရေးထုံးတမ်းစင်လာကိုလှုပ်ဆောင်ရမှာဖြစ်တယ်လို့သူကဆိုပါတယ်တန်ဘီတိတ်တိတ်လေးအစည်းအဝေးတွေကထွက်လာပြီးသူမဖုံးကိုရှာဖို့သွားပါတယ်ဒါပေမဲ့သူမထက်ပြီးဖမ်းခံရပြန်ပါတယ်ဘရင်ရောက်လာဖို့စောင့်နေစင်မှာမိုးရွာတာနဲ့ထွက်ပြေးလို့ရနိုင်မလားလို့စဉ်းစားနေပါတယ်ဒါပေမဲ့ဘရင်ကမိုးခေါင်တာ3နှစ်ရှိပြီးရိုးရိုးသားသားပြောရရင်မင်းကိုငါမကြိုက်ဘူးလို့ပြောလိုက်တော့သူမတုံလို့သွားပါတယ်ဘရင်ကသူမကိုချက်ချင်းကွပ်မျက်ရမယ်လို့ကြေညာလိုက်ပါတယ်သူမထိတ်လန့်ပြီးကျေးဇူးပြုလေးဆောင်ပါကျွန်မကအနာဂတ်ကကျောင်းသူတယောက်ပါမတော်တဆဒီကိုရောက်လာတာပါလို့တောင်းပန်ပါတယ်သူမဟာသမိုင်းကြောင်းအများကြီးသိတယ်လို့ဘရင်ကိုယုံကြည်အောင်ကြိုးစားပါတယ်ဒါပေမဲ့အဆင်မပြေတဲ့အခါတင်ချမှာလဲထူးချွန်ပါတယ်လို့အလင်းမြန်ထည့်ပြောလိုက်ပါတယ်စိတ်ဝင်စားသွားတဲ့ဘရင်ကကွပ်မျက်မှုကိုရွှေ့ဆိုင်းလိုက်ပြီးတက်တည်ပြဖို့ပြောပါတယ်ပိုက်တာကို STO ရန်နဲ့ပတ်သက်တဲ့ပြဿနာတစ်ခုကိုပေးလိုက်ပါတယ်ပထမတော့သူမရှုပ်ထွေးသွားပြီးဘာရေးထားမှန်းနားမလည်ကြောင်းပြောပါတယ်ဒါပေမဲ့ပိုက်တာကို STO ရန်မှန်းသိလိုက်ရတော့အမြင်ဖြေရှင်းနိုင်ခဲ့ပါတယ်ဘရင်ကအံ့အားသင့်သွားပြီးသူ့ရဲ့ပညာရှင်တွေတောင်ဒီလိုပုံစံမျိုးဖြေရှင်းဖို့3ရက်ကြာတဲ့ကြောင်းပြောပါတယ်အဲ့ဒီအချိန်ကစားပြီးလူတိုင်းဟာတန်ဘီကိုကိုဆန်အော်ကျွလို့ခေါ်တဲ့အမျိုးသားပညာရှင်တို့အဖြစ်စတင်ဆက်ဆံကြပါတယ်ဘရင်ကသူမကိုပြည်သူတွေကိုတင်ချပေးရမယ်ဆိုတဲ့တောင်းတစ်ခုပေးလိုက်ပါတယ်အကယ်၍သူမအောင်မြင်ရင်သူ့ကဘာကိုပြန်ခွင့်ပြုမှာဖြစ်ပါတယ်ဒါပေမဲ့ဘရင်ကပထမဆုံးကျောင်းသားဖြစ်ပြီးသူဟာရေတွက်တောင်မတက်သေးဘူးဆိုတာကိုသိလိုက်ရတဲ့အခါသူမလုံလောက်သွားပါတယ်သူမစိတ်ရှည်လက်ရှည်နဲ့အခြေခံအကြဆုံးဖြစ်တဲ့ကဏ္ဍများပေါင်းခြင်းလုပ်ခြင်းတွေကိုတင်ကြားပေးပြီးနောက်ဆုံးမြောက်ခြင်းအထိရောက်သွားကြပါတယ်နောက်ဆုံးမှာတော့ပြန်ပဲမျိုးကဂီတပညာရှင်တို့နဲ့တင်ချပြန်ပွဲအတွက်ပြင်ဆင်ကြပါတယ်တန်ဘီရှုံးနေရင်အပြစ်ပေးခံရမှာပါသူမဟာဘရင်ကိုရဲရဲဝံ့ဝံ့စင်ခေါ်ပြီးအမားလုပ်တဲ့အခါမှာစိတ်ပြက်လက်ပြက်နဲ့ရိုက်နှက်မိတဲ့အထိဖြစ်ပါတယ်ဘရင်ကိုထိတွေ့မိလို့တက်ဖို့အဆောင်တွေအလင်းစလိုပြေးဝင်လာပေမဲ့ဘရင်ကတားလိုက်ပြီးရင်မောလိုက်ပါတယ်မိဖူရလာရောက်လေပတ်တဲ့ခါတိုင်းတင်ချစာရွက်စာတမ်းတွေအားလုံးကိုဖွက်ထားပြီးဂီတလေးကျင့်နေဟန်ဆောင်ကြပါတယ်ဒီနေ့ဘရင်ကတန်ဘီစာလောင်နေတာကိုသတိထားမိပြီးအတူတူစားဖို့ဖိတ်ခေါ်ပါတယ်ဒါပေမဲ့သူမကအစားအသောက်တွေကိုမကြိုက်တာကြောင့်သူ့အိတ်ထဲကပါလာတဲ့ပစ္စည်းတွေနဲ့မိဖို့ချောင်ကိုခေါ်သွားပြီးအရသာရှိတဲ့ခောက်ဆွဲချောက်တပင်းရဲစဘောထက်တွေကကိုချက်ကျွေးလိုက်ပါတယ်ခောက်ဆွဲကဆက်ပေမဲ့ဘရင်ကအရန်ကြိုက်ပါတယ်ရေကန်းတော့ပူတာကိုကြိုက်တယ်ဆိုပြီးနင်းဆန်ပါတယ်နောက်တနေ့မနက်မှာနန်းတော်တစ်ခုလုံးသူ့အော်တန်ကိုကြားကြရပါတယ်တန်ဘီသွားကြည့်တဲ့အခါသူမကိုချိန်စာတိုက်တယ်ထင်ပြီးနားမှာအကာအကွယ်ပစ္စည်းချိတ်ထားတာကိုတွေ့လိုက်ရပါတယ်သူမမျက်လုံးလိမ်ပြီးကြည့်ပါဦးစူပါစတာရေဒါမော်ပညာမဟုတ်ဘူးခောက်ဆွဲတက်ပါပဲလို့ပြောလိုက်ပါတယ်မော်ပညာဒါမှမဟုတ်ဆုံးတက်ပညာမပါပါဘူးနေယုတ်တီကသူ့အစာအိမ်ကိုပြင်းပြင်းထန်ထန်ထိမှန်သွားတာပါပဲဒါကိုပြောပြတဲ့အခါအစာအိမ်ဆိုတာဘာလဲလို့သူကမေးပါတယ်ဒါနဲ့တန်ဘီထိုင်ပြီးအစာအိမ်ဆိုတာဘာလဲဦးရီဆိုတာဘာလဲလုံးကြောင်းပါမကရင်ဘက်ပေါ်လက်တင်ရင်ခုံနေတာကိုခံစားရမယ်ဆိုတာကိုပါရှင်းပြလိုက်ပါတယ်ဒါပေမဲ့သူကဘာမှမခံစားရဘူးလို့ပြောတော့သူမပြုံးပြီးရပါတယ်ဒီနေ့ကျရင်ကိုချစ်တဲ့သူနဲ့အတူရှိတဲ့အခါကိုဘာသာခံစားရပါလိမ့်မယ်လို့ပြောခဲ့ပါတယ်
သူမမှာဘူးတူတွေဘလောက်များကြောင်းကိုသူအံ့ကြသွားပါတယ်သူမကိုထူးချွန်တဲ့ပညာရှင်တယောက်အဖြစ်စတင်မြင်လာပါတယ်ဒါကြောင့်သူကဂျိုဆွန်းရဲ့တော်ဝင်ပညာရှင်တွေအားလုံးကိုတင်ချတင်မကပဲတိတ်ပံကနေဆက်ပြိုးရေးအထိအရာရာကိုတင်ကြားပေးဖို့တောင်းဆိုပါတယ်အဲ့ဒီညမှာဖခင်ကသူမကိုလိမ္မော်တီတစ်လုံးပေးပါတယ်သူမကအခမ်းအနားမရှိပဲပေါ့ပေါ့ပါပါနဲ့ကျေးဇူးပါလို့ပြောလိုက်တော့သူအယမ်းစိတ်ဆိုးသွားပါတယ်မင်းကဂျိုဆွန်းကလမ်းလျှောက်ရတဲ့သူပဲအဲ့ဒီအတီးကိုအနည်းဆုံး3ရက်လောက်တင်ထားတင်တယ်မင်းဟာကောင်းချီးမင်္ဂလာတွေကိုတမိုးမထားဘူးလို့ပြောပါတယ်သူမရဲ့ပြီးဒါလိမ္မော်တီတက်ပါဒီလောက်လဲတရားမမဆန်ပါနဲ့လို့ပြောလိုက်ပါတယ်နောက်ပိုင်းမှာနှစ်ယောက်သားနန်းတော်ရင်ပြင်မှာဘောလုံးကစားဖို့ထွက်သွားကြပြီးနှစ်ပေါင်းများစွာအတွင်းသူပထမဆုံးအကြိမ်ပြေးစေခဲ့ပါတယ်နောက်တနေ့မှာဘရင်ကသူ့ရဲ့အနာဂတ်သူတို့သမီးနဲ့အတူထိုင်ပြီးအဲ့ဒီညမှာသူ့ဟင်းချိုထဲမှာမော်ဆန်နဲ့အချစ်စေးကြီးထည့်ပေးမယ်အဲ့ဒီနောက်မှာသူတို့လက်ထက်ကြတော့မယ်လို့ပြောပါတယ်ဒါပေမဲ့ကန်ဂျမာကအခြားစီစဉ်တွေရှိနေပါတယ်အဲ့ဒီဘန်းကန်ဟာဒန်ဘီရဲ့လက်ထဲကိုရောက်သွားခဲ့ပါတယ်သူမအမူအရာတွေအင်မတန်ထူးဆန်းလာပြီးနောက်ဆုံးနန်းတော်ထဲမှာအိပ်ပျော်သွားပါတယ်နိုးလာတဲ့အခါဘရင်ကိုတောင်းပန်နေခဲ့ပေမဲ့ဘရင်ကဘာမှမဖြစ်ခဲ့ဘူးမေ့လိုက်ပါလို့ရိုးရှင်းစွာပြောလိုက်ပါတယ်သူတို့အပြင်မှာလမ်းလျှောက်ကြပြီးသူမသားသူ့တာဝန်ကိုအောင်မြင်အောင်လုပ်ဆောင်နိုင်ရင်ကောင်စီမှာယာရုကြီးတစ်ခုရရှိမှာဖြစ်ပြီးတော်ဝင်မင်းတကောင်ပါလက်ဆောင်ပေးမယ်လို့ဘရင်ကပြောပါတယ်ဒါပေမဲ့သူမကကျမဘာမှမလုပ်ချင်ဘူးမိုးရွာတာနဲ့ကျမကဘာကိုပြန်တော့မှလို့ပြောလိုက်ပါတယ်ဘရင်ကဒါဆိုရင်အခုကစားပြီးကျွန်တော်ကိုဘရင်တပားလို့မဆက်ဆံပါနဲ့ကျွန်တော်တို့ဟာအမျိုးသားချင်းတန်းတူပါပဲလို့ပြန်ပြောခဲ့ပါတယ်ဒါပေမဲ့နောက်တနေ့မှာဘေးအန္တရာယ်ကြောက်လာပါတယ်ဒန်ဘီကိုဘရင်ကိုလောင်ပြောင်မှုနဲ့ဖမ်းဆီးခဲ့ပါတယ်ညှဉ်းပန်းနှိပ်စက်ဖို့ပြင်ဆင်ရင်လက်တွေခြေထောက်တွေကိုချီနှောင်ထားပါတယ်ဒါပေမဲ့ဘရင်ကဝင်ရောက်ပြီးဒီလူငယ်ပညာရှင်မှာအဖိုးတန်တဲ့ဘ ഹു တုတွေရှိကြောင်းဖုန်ကြီးတွေကိုရှင်းပြပါတယ်တိုးတော်လဲဖုန်ကြီးတစ်ပါးကအခွင့်အရေးကိုယူလိုက်ပြီးကောင်းပြီဒါဆိုရင်ငါကိုယ်တိုင်စစ်ဆေးရမယ်သူ့မှာနှစ်ပတ်ချိန်ရှိတယ်အဲ့ဒီအချိန်အတွင်းမိုးမရွာရင်သူ့ကိုကွပ်မြက်ရမယ်လို့ပြောပါတယ်ဒန်ဘီလက်မလျှော့ပါဘူးသူမဆက်လက်လေးလာအရာရာကိုတွက်ချက်နေပြီးနန်းတော်ဂီတပညာရှင်ကမိုးရေတိုင်းကိရိယာဆောက်လုပ်ဖို့ကူညီပေးခဲ့ပါတယ်အဲ့ဒီနောက်သတိမထားမိပဲမိုးတွေရွာချလာပါတော့တယ်ဒန်ဘီဝမ်းသာလုံးလို့ဖုံးမနိုင်ဖြစ်မရဖြစ်သွားပါတယ်ဒါပေမဲ့မိုးရွာရင်သူမထွက်သွားမယ်ဆိုတဲ့သူမရဲ့စကားကိုဘရင်ကရုတ်တရက်သတိရသွားပါတယ်သူနေထိုင်တဲ့အိမ်စီပြေးသွားပြီးမိုးရေတိုင်းကိရိယာရှိမှငိုနေတဲ့သူမကိုတွေ့လိုက်ရပါတယ်စိတ်ခံစားမှုများစွာနဲ့မင်းအခုချက်ချင်းထွက်ပြေးဖို့လိုတယ်ငါပြင်ဆင်ထားတာမင်းနိုင်ငံကိုဥတည်တဲ့တင်မောတစင်မင်းကိုစောင့်နေရလို့ပြောပါတယ်ဒါပေမဲ့သူမခေါင်းခါလိုက်ပြီးကျမတစ်သက်လုံးထွက်ပြေးရင်အချိန်ကုန်ခဲ့တယ်ကျမကဘာကနေထွက်ပြေးဖို့စူးစမ်းရင်ဒီကိုရောက်လာခဲ့တာလို့ပြောပါတယ်အဲ့ဒီအချိန်မှာအကြီးကဲဘုံကြီးနဲ့ရှိုးဝက်ပူပေါင်းဆောင်ရနေတဲ့နန်းတော်ဂီတပညာရှင်ရောက်လာပါတယ်အဲ့ဒီဘုံကြီးကပညာရှင်ဟာအနာဂတ်ကနေတကယ်လာတာဖြစ်နိုင်တယ်လို့ယုံကြည်တာကြောင့်တန်ပီကိုတက်ပစ်ဖို့သူ့ကိုအမိန့်ပေးထားတာပါဂီတပညာရှင်ကဘုံကြီးကိုအဲ့ဒါသာမှန်ရင်သူကပို့ပြီးအနေရကြီးလေသူ့ကိုဖယ်ရှားပြရမယ်လို့ပြောပါတယ်ဂီတပညာရှင်ဟာတန်ပီကိုယူပြီးနင်းနဲ့အတူတစ်တော်တွေကြားကနေလင်းမြန်စွာစီးသွားခဲ့ပြီးတစ်တော်တစ်ခုကိုရောက်တဲ့အခါမင်းဟာမင်းကလေးမန်းကသိတာကြပါပြီဒါပေမဲ့ငါကတမတမကြတဲ့လူကောင်းပါမင်းရဲ့ရှိုးဝက်ချက်ကိုငါစောင့်ရှောက်ပေးမယ်လို့ပြောပါတယ်သူမကဒါဟာတမင်မဟုတ်ကြောင်းသူမရတဲ့အလောက်ကယောက်ျားလေးအတွက်ကန့်လန့်ခဲ့တာဖြစ်ပြီးလက်ခံဖို့အခြားရေးချေစရာမရှိခဲ့ကြောင်းရှင်းပြခဲ့ပါတယ်တစ်ချိန်ထဲမှာနန်းတော်ထဲမှာအကြီးကဲဘုံကြီးကဒန်ဘီတင်ကြားပေးခဲ့တဲ့အရာတွေအားလုံးကိုဖျက်ဆီးပေးရမယ်အထူးသဖြင့်သူမတီထွင်နေတဲ့စာပေအစ်စ်ကိုပိုလို့ဖျက်ဆီးပေးရမယ်လို့ဘရင်ကိုပြောပါတယ်သူတို့ဟာရိုးရာတလေးကိုပဲဆက်လက်ကင်ဆွဲပြီးကောင်လေးရဲ့လွှမ်းမိုးမှုကိုဖယ်ရှားပေးရမယ်လို့ဆိုပါတယ်ဒါပေမဲ့ဘရင်ကလက်မခံနိုင်ခဲ့ပါဘူးသူမကိုရှာဖွေရင်းနန်းတော်ကနေမင်းစီပြီးထွက်ခွာခဲ့ပါတယ်တစ်တော်ထဲမှာအဆောင်တွေနောက်ဆုံးတော့ဒန်ဘီနဲ့ဂီတပညာရှင်ကိုဖမ်းမိသွားပါတယ်သူကသူမကိုထွက်ပြေးခွင့်ပေးလိုက်ပြီးသူတို့ရဲ့ရှေ့မှာရက်ကတိုက်ခိုက်ခဲ့ပါတယ်နောက်ဆုံးမှာမိဖုရားကိုယ်တိုင်ရောက်လာခဲ့ပါတယ်ခြေထောက်တွေတွေးထွက်နေတဲ့သူမဟာသူတို့ကိုအသေးအတန်ရှာဖွေရင်းတလန်းလုံးပြေးလာခဲ့တာပါဒန်ဘီဟာလမ်းတစ်လျှောက်လျှောက်သွားခဲ့ပြီးလမ်းခွဲတစ်ခုကိုရောက်တဲ့အခါဘယ်ကိုသွားရမယ်မှမသိတော့ပါဘူးအဲ့ဒီအခါဘရင်တစ်ချိန်ကပြောခဲ့ဘူးရဲ့စကားကိုတတိယသွားပါတယ်နေကဂျိုဆွန်းရဲ့နာရီဖြစ်တဲ့ဒါကြောင့်သူမနေအောင်ကိုလိုက်သွားခဲ့ပြီးပင်လယ်ကိုရောက်တဲ့အခါဘရင်ကအဲ့ဒီမှာသူမကိုစောင့်နေနေပါပြီအဲ့ဒီညမှာသူတို့ဘေးချင်းကထိုင်ပြီးဂျယ်ရီကိုကြည့်နေကြပါတယ်သူမကအနာဂတ်မှာကျွန်တော်တို့ဒီလိုဂျယ်ရီကိုမမြင်ရဘူးတောက်ပစုံဂျယ်ရီကိုပဲမြင်ရတယ်လို့ပြောပါတယ်သူကအခုကြည့်ပါမင်းမြင်နေရတဲ့ဂျယ်ရီကမင်းမြင်ဖို့ရွေးချယ်ထားတဲ့ဂျယ်ရီပဲဒါပေမဲ့မင်းရဲ့ပြီးတေချာကြည့်ရင်နောက်ထပ်အများကြီးမြင်လာလိမ့်မယ်အဲ့ဒီဂျယ်ရီကအမြဲတမ်းအဲ့ဒီမှာရှိနေတာမင်းမြင်ဖို့ဆုံးဖြတ်တဲ့အထိပဲပေါ်မလာတာနှလုံးသားလိုချင်တာကိုမျက်လုံးကမြင်တာလို့ပြန်ပြောခဲ့ပါတယ်ခဏတာတိတ်ဆိတ်ပြီးနောက်ဘရင်ကသူမကိုချစ်ကြောင်းဝန်ခံပါတယ်သူဟာတော်ဝင်မျိုးနွယ်တွေတင်မကပဲတာမန်လူတွေပါတင်ယူနိုင်ဖို့ပို့ပြီးလွယ်ကူတဲ့ဘာသာစကားအစ်ကိုဖန်တီးကျင်တယ်လို့ပြောခဲ့ပါတယ်ရုတ်တရက်သူမတစ်ခုခုကိုတတိယသွားပြီးအနာဂတ်ကသူမရဲ့ပိုက်ဆံကိုထုတ်လိုက်တဲ့အခါငွေကြေးပေါ်မှာသူ့မျက်နှာကိုပုံနှိပ်ထားတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအခါမှာသူတကယ်ပဲအောင်မြင်မှာပါလို့သူမသိလိုက်ပါတယ်ဘရင်နန်းတော်ကိုပြန်ရောက်တော့ပြည်သူတွေကိုကောင်းကောင်းမှုထမ်းတဲ့သူတွေကိုလက်စာပေးမယ်လို့ကြေညာခဲ့ပါတယ်အကြီးကဲဘုံကြီးကမထင်မှတ်ပဲသဘောတူပြီးပြည်သူတွေကိုအကျိုးပြုတဲ့သူတိုင်းကိုဆုချတင်တယ်လို့ပြောပါတယ်ကိုဆန်ကိုဘလို့ထင်လဲလို့သူကမေးခဲ့ပေမဲ့တခြားတရားရုံးမှာရှိတဲ့သူတွေဘယ်သူမှသဘောမတူခဲ့ပါဘူးကိုဆန်ကိုနှင်ထုတ်တာဒါမှမဟုတ်ကိုမြတ်တာမျိုးလုပ်တင်တယ်လို့သူတို့ကယုံကြည်ကြပါတယ်ဒါတောင်တန်ဘီဟာဖုန်ကြီးတွေမသိအောင်ဘရင်ကိုတင်ချစာရေးသားခြင်းနဲ့စင်ကြင်တုံတရားအားလုံးကိုရှိုးဝက်စွာဆက်တင်ပေးနေပါတယ်ဒီနေ့မှာနန်းတော်ရဲ့လမ်းလျှောက်ရီတော်မိဖုရားကိုပုံပြီးစားတော့ရီတာတွေ့လိုက်ရပါတယ်ကိုလေးချိန်မတက်စေဖို့နဲ့အသွင်ပြင်ကိုမပျက်စီးစေဖို့အတွက်များများစားတော့ခွင့်ကိုပိတ်ပင်ထားတာပါတန်ဘီကသူမရဲ့ခောက်ဆွဲကြောက်တစ်ခွက်ကိုကန့်လန့်လိုက်ပါတယ်မိဖုရားကလက်ခံပြီးသူတို့စားရင်းနဲ့စကားစမြည်ပြောကြပါတယ်အဲ့ဒီအချိန်ကစားပြီးသူတို့သူငယ်ချင်းဖြစ်သွားကြပါတယ်ရန်နေငယ်ကြမှာမိဖုရားကဖရင်စီချင်းကပ်ပြီးသူမအားလုံးဒီကြောင်ပြောပြပါတယ်မင်းကလေးတန်ဘီဟာသူ့ရဲ့မောင်မမိကြံတွေကတယောက်ဖြစ်တဲ့နေဆိုတာကိုမိဖုရားကြီးကိုပါအသိပေးပြီးပါပြီရုတ်တရက်တန်ဘီဟာသူမနားမလဲတဲ့အရာတစ်ခုအတွက်ပြင်ဆင်ခံရတာကိုတွေ့လိုက်ရပါတယ်နန်းတော်ပြိုတော်တွေကသူမကိုဝစားစင်ရင်ပေးမိတ်ကလိမ့်ပေးနေကြပါတယ်ဘာဖြစ်နေမှန်းသူမမသိခင်မှာဖရင်နဲ့နေလေခင်အနားယူဖို့အတွက်ပြင်ဆင်ပေးနေတာဖြစ်ပြီးသူမဟာသူ့ရဲ့ပထမဆုံးမျိုးသမီးဖြစ်တော့မယ်ဆိုတာကိုသိလိုက်ရပါတယ်ဘာဖြစ်နေမှန်းနားလည်လိုက်တာနဲ့သူမထိတ်လန့်သွားပြီးပဝန်းကျင်ကယူသွနေတဲ့လူတွေစီကနေထွက်ပြေးပါတော့တယ်အပြိုတော်ခေါင်းဆောင်တွေကတယောက်ကသူမထွက်ပြေးသွားပြီဖြစ်ကြောင်းဖရင်ကိုချက်ချင်းအသိပေးလိုက်ပါတယ်နန်းတော်ကိုသွားနေတဲ့လမ်းမှာဖရင်ကသူမကိုရှာဖို့ထွက်သွားပြီးနောက်ဆုံးတော့တွေ့လိုက်ရပါတယ်ဒါပေမဲ့သူကလက်မောင်းကနေဆွဲပြီးအခန်းထဲကိုခေါ်သွားပါတယ်တန်ဘီအော်ဟစ်ပြီးကျမတို့သူငယ်ချင်းဖြစ်ပဲနေမယ်လို့ပြောခဲ့တယ်လေကျမက19နှစ်ပဲရှိသေးတယ်လို့ကန့်ကွက်ပါတယ်ဖရင်ကရေမောပြီး19နှစ်ဆိုတာအရွယ်ရောက်ပြီး3နှစ်လောက်ရှိပြီလို့ဆိုလိုပဲမင်းကလေးမဟုတ်တော့ဘူးဒါပြင်မင်းမိန်ကလေးဖြစ်တာကိုငါသိတာကြပြီးငါမင်းကိုမထီဘူးသေးဘူးမလားဒါပေမဲ့ဒီညတော့မင်းဒီမှာနေဖို့လိုတယ်လူတိုင်းစောင့်ကြည့်နေကြတယ်စိတ်မပူပါနဲ့မင်းကိုငါအရှင်လက်လက်စားမှာမဟုတ်ပါဘူးအမှန်တရားကငါအမေကအရန်ကောင်းပါပြီဘယ်သူမှလွယ်လွယ်နဲ့ဆွဲဆောင်လို့မရဘူးလို့ပြန်ဖြေခဲ့ပါတယ်
နောက်တနေ့မနက်မှာတန်ဘီဂီတပညာရှင်နဲ့တွားတွေ့ပါတယ်သူကမင်းအနာဂတ်ကိုပြန်ကျင်တာသိကြပြီလားလို့မေးခဲ့ပေမဲ့သူမဖြေပါဘူးသူမစိတ်တွေရှုပ်ထွေးနေပြီးနှလုံးသားမှာတန်တရားတွေအပြည့်ရှိနေပါတယ်သူမထွက်သွားပြီးတယောက်တည်းထိုင်နေခဲ့ပါတယ်ခဏကြာမှမိဖုရားရောက်လာပြီးတယောက်ကသူမကိုတွေ့ချင်နေကြောင်းပြောပြပါတယ်တန်ဘီနန်းတော်ရဲ့ဝင်လိုက်တဲ့အခါသူမအမေနဲ့အတူတူထပ်တူကြတဲ့မိဖုရားကြီးနဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရပါတယ်သူမလုံးဝစိတ်ထိခိုက်ပြီးငိုကြွေးပါတော့တယ်ဘာကသူမကိုငိုစေမှန်းဘယ်သူမှနားမလည်ကြပါဘူးအဲ့ဒီညမှာသူမကိုယ်တိုင်ဖန်တီးရမှာကူညီပေးခဲ့တဲ့ဂျိုဆွန်းရဲ့နခတ်ပေတဲ့စနစ်အစ်စ်ကိုတွားကြည့်ပါတယ်ဒါဟာနိုင်ငံတော်ကိုနေ့ရက်တွေနဲ့လတွေကိုတိကျစွာမှတ်တမ်းတင်ဖို့ကူညီပေးမှာပါအဲ့ဒီနောက်ဘရင်ကသူလှုပ်ဆောင်နေတဲ့အခြားအရာတစ်ခုကိုလာကြည့်ဖို့ဖိတ်ခေါ်ပါတယ်အဲ့ဒါကတော့ဂျိုဆွန်းမှာရှိတဲ့ပညာရှင်တွေတင်မကပဲလူတိုင်းစာဖတ်စာရေးနိုင်အောင်ရိုးရှင်းစေဖို့ရည်ရတဲ့အခရာ28လုံးပါဝင်တဲ့စာလုံးအစ်စ်ဖြစ်ပါတယ်ခမ်းမကြီးလေကိုလမ်းလျှောက်သွားကြရင်ဘရင်ကသူမကိုအခမ်းအနား3ခုလားထိုင်မှာထိုင်ဖို့တောင်းဆိုပါတယ်အဲ့ဒီနောက်တော်ဝင်ဆန်ထိုးလက်ထက်ထင်းများခြင်းရဲ့တင်ကေတာကိုသူမခေါင်းပေါ်မှာတက်ပေးပြီးသူနဲ့အတူထောက်ရနေဖို့တောင်းဆိုပါတယ်တန်ဘီစတင်ကိုကြွေးပြီးကျမမနေနိုင်ဘူးမိုးရွာရင်ပြန်မယ်လို့ကိုကတိပေးထားတယ်ကျမမေကကျမကိုစောင့်နေပြီးကျမကိုယုံကြည်တယ်လို့ပြောပါတယ်ဘရင်ကညင်သာစွာဒါဆိုရင်သူ့ကိုသွားတွေ့ပြီးပြန်လာပါဒီမှာအတူတူနေထိုင်ကြမယ်လို့ပြန်ပြောခဲ့ပါဒါပေမဲ့သူမထိုင်ရင်းဆန်လိုက်ပါတယ်သူစိတ်မရှိတော့ပဲဒေါသရကြီးနဲ့မင်းပြောတာမှန်ပါတယ်အနာဂတ်ကဒီဂျိုဆုံးထက်ပိုကောင်းတဲ့ယောဂတွေအနာတွေနဲ့ပြည့်နေတယ်မင်းကြိုက်တာလို့ပါလို့ပြောလိုက်ပြီးစိတ်နှလုံးကွဲအလျက်ထွက်သွားပါတော့တယ်သူမခမ်းမထဲမှာမတည့်ရနေတော့ရုတ်တရက်ခေါင်းကိုအတိုက်ခံရပြီးသတိလက်သွားပါတယ်တယောက်ကသူမကိုဓာတ်နဲ့ထိုးပြီးအဆောက်အုံတစ်ခုလုံးကိုမိရှို့လိုက်ပါတယ်ဘရင်ကဘာဖြစ်ခဲ့မှန်းကြားတဲ့အခါအသက်ကိုစွန့်ပြီးမိတောက်တွေကြားကနေသူမကိုကယ်တင်ဖို့ပြေးဝင်သွားပါတယ်နောက်တနေ့မှာသူ့အကူအညီကိုခေါ်လိုက်ပြီးရှေးဟောင်းစာပေမင်းညက်ကပျောက်ကွယ်သွားပြီလို့ပြောပါတယ်သူဟာအကြီးကဲဘုံကြီးကိုခိုးယူရလို့ဆွဆွဲခဲ့ပါတယ်ဘရင်ကဘုံကြီးရဲ့လက်ကိုဆုပ်ကင်ပြီးဒီလိုရာဇဝတ်မှုကျူးလွန်ပြီးနောက်တက်တေထောက်ထားအားလုံးကိုဖျက်ပစ်ဖို့ဘယ်သူမှမတင်ပေးဘူးလားလို့ပြောပါတယ်အဲ့ဒီနောက်တန်ဘီဘက်လှည့်ပြီးမင်းကြားခဲ့တဲ့အတန်ကဒါပဲလားလို့မေးလိုက်ပါတယ်သူမခေါင်းညှိလိုက်ပါတယ်သူမအိတ်ထဲကစာအုပ်ဟာဓာတ်တန်ရာကနေသူမကိုကာဝယ်ပေးခဲ့တာဖြစ်ပါတယ်ဘရင်ဒေါသထွက်သွားပြီးဘုန်းကြီးနဲ့ရင်ဆိုင်လိုက်ပါတယ်သူမအတွက်ဘလောက်အရေးပါလဲဆိုတာမင်းသိခဲ့တယ်ဘာလို့ဒီလိုလုပ်တာလဲလို့မေးပါတယ်ဘုန်းကြီးကအေးဆက်စွာပြန်ဖြေပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီဘာသာစကားအစ်ပြည့်နှံသွားရင်လူငယ်တွေလွတ်လပ်စွာစဉ်းစားလာကြလိမ့်မယ်ဒါဟာကမောက်ကမဖြစ်စေပြီးနိုင်ငံတော်ကိုဖျက်ဆီးလိမ့်မယ်ကြောတရားမှာကိုမကြောက်ဘူးအနာဂတ်ကိုဖျက်ဆီးစေမယ်ရှုပ်ထွေးမှုကိုကြောက်တဲ့ဘရင်ကမင်းသားစီးဖို့စူးစမ်းရင်တော့ငါပြည်သူတွေအတွက်ဒီစာရေးသားခြင်းစနစ်ကိုတည်ဆောက်မှာသူတို့ရဲ့အိမ်မက်တွေကိုဖြစ်နိုင်အောင်ဖန်တီးပေးတဲ့သူဖြစ်ချင်တယ်ငါတို့အသက်ရှင်နေမှာမဟုတ်တဲ့ဘာမှမသိတဲ့အနာဂတ်ကိုဘာလို့ကြောက်ရမှာလဲလို့ပြန်ပြောခဲ့ပါတယ်ဒါပေမဲ့ဘုန်းကြီးကမရွေ့ရခဲ့ပါဘူးသူဒူးထောက်ပြီးကျေးဇူးပြုလေကျွန်တော်ကိုကွပ်မျက်ပြီးဒီအဆုံးတက်လိုက်ပါလို့ပြောခဲ့ပါတယ်မကြခင်မှာပဲမိုးကောင်းကင်မိခိုးရောင်ပြောင်းသွားပြီးမိုးတွေစတင်ရွာချလာပါတယ်ပထမတော့အနှဲငယ်သာရွာခဲ့ပါတယ်တံပီထွက်ခွာမသွားခင်နောက်ဆုံးအနေနဲ့သူငယ်ချင်းတွေကိုနှုတ်ဆက်ဖို့နန်းတော်ပတ်လဲသွားခဲ့ပါတယ်ဘရင်ကအဝေးဆုံးနေရာအထိသူမနဲ့အတူလမ်းလျှောက်နိုင်မလားလို့မေးခဲ့ပါတယ်သူတို့ပင်လယ်ကမ်းခြေရောက်တဲ့အထိဘေးချင်းကလမ်းလျှောက်ခဲ့ကြပါတယ်အဲ့ဒီမှာတံပီဟာတစ်ချိန်ကပြုတ်ကျခဲ့ဘူးရဲ့ရေကန်ထဲကိုခြေချလိုက်ပြီးအရင်လိုပဲကိုနင်းမြုပ်ခွင့်ပြုလိုက်ပါတယ်ခဏကြာမှသူမဟာသူမရဲ့ကဘာကိုပြန်ရောက်လာပြီးပြန်ပေါ်လာပါတယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါစက္ကန့်နှဲငယ်သာကုံဆုံးခဲ့ရဆိုတာကိုသိလိုက်ရပါတယ်စာမေးပွဲကိုအမိသွားဖို့အချိန်ရှိနေသေးပါတယ်သူမစာမေးပွဲခန်းမစီအတက်နိုင်ဆုံးပြေးသွားပြီးဆရာကိုစောင့်နေတာတွေ့လိုက်ရပါတယ်ဝင်ခွင့်စာမေးပွဲစတင်နေပါပြီသူမထိုင်ကုန်စီအလင်းစလိုသွားပြီးစာမေးပွဲဖြေဆိုခဲ့ပါတယ်အဲ့ဒီနေ့နောက်ပိုင်းမှာသူမအိမ်ပြန်ရောက်တော့အမေကစောင့်နေတာကိုတွေ့လိုက်ရပါတယ်သူမအမေကိုပြေးဖက်ပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်တံပီနဲ့ပတ်သက်တဲ့အရာအားလုံးသူမရဲ့အပြုတ်မှုသူမရဲ့ရှုထောင့်အားလုံးပြောင်းလဲသွားပါပြီသူမရဲ့ခီးစဉ်ပြီးမှသူပတ်ဝန်းကျင်ကလူတွေနဲ့အရာဝတ္ထုတွေကိုပို့ပြီးနက်နက်ရှိုင်းရှိုင်းတံမိုးထားတက်လာပါတယ်လာရီကုံလုံးသွားပြီးတနေ့မှာသူမကျောင်းကနေလမ်းလျှောက်ထွက်လာတော့မိုးတွေရွာချလာပါတယ်ရုတ်တရက်တယောက်ကသူမခေါင်းပေါ်ထိတစ်ချောင်းတင်ပေးလိုက်ပါတယ်သူမမောကြည့်လိုက်တဲ့အခါဂျိုဆွန်းဘရင်နဲ့အင်မတန်ရင်းနှီးရဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့သူကပြုံးယုံပဲပြုံးပြီးကျွန်တော်တို့လုံခဲ့တဲ့အချိန်ကြာကြီးကဘတ်စကားပေါ်မှာတွေ့ပူပါတယ်မင်းရဲ့ထိကျသွားခဲ့တာလို့ပြောလိုက်ပါတယ်အဲ့ဒီမှာပဲဇလန်းကပြီးဆုံးသွားပါတယ်